ဇလန်လေးမစဟင်လိုက် and subscribe လုပ်ဖို့မမေ့ပါနဲ့ဦးဒါဆိုရင်ဇလန်လေးဆက်လိုက်အောင် ဇလန်အစမှာမိန်းကလေးတယောက်ဟာဆေးဆိုင်ကနေပစ္စည်းတွေဝယ်ပြီးအပြန်လမ်းမှာသူ့နောက်ကနေထူးဆန်းတဲ့လူတချို့လိုက်လာတာကိုတတိထားမိသွားပါတယ်ပိုဆိုးတာကအဲ့ဒီလူတွေဟာမျက်နှာတွေကိုလည်းဖုံးအုပ်ထားကြတာပါသူမဟာလက်ထဲမှာအိတ်တွေအများကြီးတဲလာတာကြောင့်ကြောက်ရွံ့တုန်လှုပ်ပြီးတခုခုတော့မှားနေပြီလို့ခံစားနေရပါတယ်ဒါဟာလူသက်သမားတွေပဲလို့တွေးမိသွားပါတယ်အကြောက်လွန်ပြီးလက်ထဲကအိတ်တွေကိုပါလက်ချလိုက်ရပါတယ်အဲ့ဒီလူတွေကသူမကိုကူညီဖို့အနာတိုးလာတဲ့အခါမှာတော့သူမဟာကြောက်လန့်တကြားထွက်ပြေးသွားပါတော့တယ်အိမ်ပြန်ရောက်တဲ့အခါမှာတော့သူမတို့ရက်ွက်ထဲကိုရုပ်ချောတဲ့လူငယ်အစ်စ်တွေပြောင်းလာကြောင်းအကိုဖြစ်သူနဲ့အတူသိလိုက်ရပါတယ်သူမဟာငါဘသူနဲ့များဆုံရမလဲရုပ်ချောတဲ့သူလားဒါမှမဟုတ်ကြွက်သားတောင်းတဲ့လူလားဆိုပြီးစိတ်ကူးရင်နေစင်ပါပဲသူမရဲ့အကိုဖြစ်သူကအိမ်မက်ကနိုးလိုက်ပါအောင်ညီမလေးဟာနေ့နေရာကမြေပြင်ပေါ်မှာပဲရှိတာအိမ်မက်ထဲမှာမဟုတ်ဘူးလို့ပြောလိုက်တာကြောင့်စိတ်ကောက်ပြီးအခန်းထဲကထွက်သွားပါတယ်ဒါပေမဲ့သူမကတော့အဲ့ဒီလူတွေအကြောင်းကိုပဲဆက်တွေးနေပြီးသူမဟာဂါဝန်လှလှလေးဝတ်ထားပြီးလူချောလေးတွေအားလုံးကသူမကိုဝိုင်းချစ်နေကြတဲ့ပန်းရောင်လောကထဲမှာအိမ်မက်ရည်နေတော့မှပဲအမေဖြစ်သူရောက်လာပြီးနိုးလိုက်ပါတယ်အမေကသူမအခုထိအိမ်နေတော့မို့စိတ်တော်ပါပြီးစကားနားမထောင်ရင်အိမ်လာခဲ့တောင်းမယ်လို့တောင်ချင်းချောက်ပြောဆိုလိုက်ပါတော့တယ်။အဲ့ဒီလိုအပြောခံလိုက်ရတာကြောင့်ကျွန်တော်တို့ရဲ့ဇက်လိုက်မလေးကညင်သွားပြီးလိန်မာပါမယ်လို့ကတိပေးလိုက်ရပါတယ်။သူမဟာဖုံးကိုကောက်ကိုင်းပြီးမနေ့ကတွေးခဲ့တဲ့လူထူးဆန်းတဲ့လူတွေဟာဖွက်ပြေးလာတဲ့ရာဇဝတ်ကောင်တွေများလားဆိုပြီးရာဇဝတ်သတင်းတွေကိုလိုက်ရှာပါတော့တယ်။အဲ့ဒီအချိန်မှာပဲနမယ်ကြီးအိုက်တော်စာဟွန်းတယောက်နေမကောင်းဖြစ်နေတယ်ဆိုတဲ့သတင်းကိုမြင်လိုက်ပြီးသူ့ပရိသတ်တွေဖြစ်တဲ့ငါးတငယ်ချင်းတွေတော့တော်တော်ဝမ်းနည်းနေကြမှာပဲဆိုပြီးစိုးရင်တကြီးတွေးမိသွားပါတယ်။သူမမနဲ့စားဖို့အောက်ထပ်ဆင်းလာတဲ့အခါမှာအမေဖြစ်သူကမျက်ဆောင်ထိုးအိမ်မှာလူတစ်တွေပြောင်းလာတယ်။သမီးရိုးရိုးသေးသေးနေတော့လို့ထပ်မှာပါတယ်။ဇက်လိုက်မလေးကတော့ထုံးစံအတိုင်းစိတ်ကူးရင်ပြန်တာကြောင့်အမေဖြစ်သူကရှက်အောင်စနောက်ပါတယ်။အဲ့ဒီနောက်အမေကအိမ်တော်ကိုပေးပြီးအိမ်နီးချင်းတွေလာတဲ့အခါပေးလိုက်ဖို့ခိုင်းပါတယ်။အမေဖြစ်သူကအိမ်နေရင်အဝတ်တွေနဲ့သွားမတွေ့နဲ့တေးချပြင်းပြင်းစင်စင်ဝတ်သွားလို့သတိပေးပါတယ်။ဇက်လိုက်မလေးကတော့သူတို့ကိုဘလို့နှုတ်ဆက်ရမလဲဆိုတာမှန်ရှိမှလေ့ကျင့်နေတော့မှပဲလူခေါ်ပဲတီးတန်ကြားလိုက်ရပါတယ်။ငါရဲ့ချစ်သူကိုရွေးချယ်ရတော့မယ်ဆိုပြီးစိတ်လှုပ်ရှားစွာနဲ့တကားသွားဖွင့်လိုက်တဲ့အခါမှာတော့တယောက်ထက်တယောက်ပိုယူဆိုးတဲ့အမျိုးသမီးနှစ်ယောက်ကိုတွေးလိုက်ရတာကြောင့်အကြီးအမယ်အားသွားပါတယ်။သူမစိတ်ကူးရင်ထားသလိုရုပ်ချောမောတဲ့သူတွေမဟုတ်ဘဲရုပ်ဆိုးနေတာကြောင့်အယမ်းကိုစိတ်ပြက်သွားပါတယ်။တကယ်တော့သူမဟာတခါမှရည်စားမရဘူးပါဘူး။ဘာလို့လဲဆိုတော့တယောက်ယောက်ကိုသဘောကျမိပြီဆိုရင်သူမရဲ့ခံစားချက်ကိုထုတ်မပြောတတ်ပါဘူး။အဲ့ဒီလူရှိရောက်တော့ကြောက်ရွံ့လို့တောင့်ခဲသွားတာကြောင့်နောက်ဆုံးမှာတော့အမျိုးသားတွေပေါ်မျောလင့်ချက်ကုန်ပြီးမိမိဘာသာပဲအေးအေးဆေးဆေးနေဖို့ဆုံးဖြတ်ထားပါတယ်။သူမဟာသူမအကြိုက်ဆုံးဘန်အဖွဲ့ရဲ့ဗီဒီယိုကိုကြည့်နေတော့မှပဲအကိုဖြစ်သူရောက်လာပြီးအိမ်နီးချင်းတွေကညီမလေးပြောတဲ့လောက်တော့ရုပ်မဆိုးဘူးလို့ပြောပါတယ်။သူမကလည်းတော်စမ်းမအကိုရာသူတို့ကိုမြင်ယုံပဲမြင်ဘူးတာမဟုတ်လား။သူတို့ကရုပ်ဆိုးတာထက်ကိုပိုတယ်လို့ပြန်អော်ပါတယ်။ဟေးအဲ့ဒီအိမ်နီးချင်းတွေက TV တွေကလူတွေနဲ့တူတယ်နော်လို့မေးတဲ့အခါမှာတော့သူမကစိတ်တိုးပြီးအကိုဖြစ်သူရဲ့စကားကိုလုံးဝမယုံကြည်ပါဘူး။အဲ့ဒီနောက်မှာတော့အမေဖြစ်သူကအိမ်နီးချင်းအစ်စ်တွေကိုအိမ်တောင်းလက္ခဏာအဖြစ်မောက်သွားပေးဖို့သူမကိုခိုင်းပါတော့တယ်။သူမကညင်းနေကြတာကြောင့်အမေဖြစ်သူကတယောက်ယောက်ကိုဖုံးဆက်ပြီးအိမ်မှာအခန်းလွတ်ရှိတဲ့ညချင်းလို့ဆိုပြီးအကွက်ရွှေ့လိုက်တဲ့အခါမှာတော့ချက်ချင်းပဲမောက်ပန်းချံကိုဆွဲပြီးအိမ်နီးချင်းတွေစီပြေးသွားရပါတော့တယ်။အိမ်ထဲမှာဘသူကမှမတွေ့တာနဲ့နည်းနည်းလောက်မြေးကြည့်တာဘာဖြစ်မှလဲဆိုပြီးစိတ်ကူးပေါက်သွားပါတယ်။အစာကလဲပေါင်းမှာသွားတက်နေပါတယ်။ရေတောက်တို့ရေခဲတဲ့ကိုပရိလွာဖွိတ်လိုက်တဲ့အချိန်မှာပဲအင်ရှင်အမျိုးသားတွေနဲ့ရုတ်တရက်တိုးပါတော့တယ်။သူတို့ဟာတခြားသူတွေမဟုတ်ဘဲသူမအသေးဆွဲကျွဲရတဲ့ဘွိုင်းပိုင်အဖွဲ့ဝင်တွေဖြစ်နေတာကိုတွေ့လိုက်ရတာကြောင့်အကြီးအမယ်ထိတ်လန့်သွားပြီးပါဇက်ထဲကရေတွေကအဖွဲ့ဝင်တယောက်ရဲ့မျက်နှာပေါ်မှာပန်းထွက်သွားပါတော့တယ်။သူမချစ်မြတ်လို့ရတဲ့ idol တွေဟာသူမရဲ့အိမ်ရှိမှနေနေတာကိုသိလိုက်ရတဲ့အခါမှာဘာလို့ရမှမသိတော့ပဲအိမ်ကိုအမြန်ဆုံးပြန်ပြေးလာခဲ့ပါတယ်။အိမ်ရောက်တာနဲ့သူမရဲ့တငယ်ချင်းကိုဖုံးဆက်ပြီးငါတို့အကြိုက်ဆုံးအဖွဲ့ဝင်တွေကငါအိမ်ရှိမှနေနေတာဟာလို့ပြောပေမဲ့တငယ်ချင်းကတော့နင်ဘာတွေမူးပြီးပြောနေတာလဲဒါကမဖြစ်နိုင်တာဆိုပြီးမယုံပါဘူး။ဒါနဲ့ပဲဇက်လိုက်မလေးကသူမရဲ့တငယ်ချင်းကိုအိမ်ကိုအမြန်လာဖို့ခေါ်ပါတယ်။သူမကအဝေးကြီးမှန်ကိုပေးပြီးသူမတို့ idol တွေကိုချောင်းကြည့်ဖို့ပြောပါတယ်။သူမဟာသူမသဘောကျတဲ့လူတွေရှိရောက်တော့စကားမပြောရဲပဲရှက်တတ်တာကြောင့်အခုလိုမှန်ကြီးမှန်နဲ့ချောင်းကြည့်ရတဲ့အခွင့်အရေးကိုအသုံးဖြောက်ခိုင်းတာပါ။ဇက်လိုက်မလေးကစောစောကသူတို့အိမ်မှာရေနဲ့အပက်ခံလိုက်ရတဲ့အရှက်ရစရာကိစ္စကိုပြန်သတိရပြီးမျက်နှာတစ်ခုလုံးနီးမြင်လာပါတယ်။အဲ့ဒီအချိန်မှာအမေဖြစ်သူဝင်လာပြီးနင်းဘာတွေလှုပ်ထားပြန်လဲလို့မေးတဲ့အခါသူမကရှက်ရှက်နဲ့ထွက်ပြေးသွားပါတယ်။အမေကတော့သူမကိုနင်းကဘသူကမှကူညီခြင်းတဲ့သူလည်းမဟုတ်တာနဲ့ဒီအိမ်ကြီးချင်းအစ်စ်တွေကိုဘာလို့ဒီလောက်တောင်စိတ်ဝင်စားနေရလဲလို့လမ်းမေးနေပါသေးတယ်။သူမကတော့ဘာမှပြန်မဖြေပဲအိမ်ကြီးချင်းတွေကိုပြန်ချောင်းကြည့်နေတော့မှပဲအဖွဲ့ဝင်တယောက်ကသူတို့ကိုတယောက်ယောက်ချောင်းကြည့်နေတာကိုရိပ်မိသွားပါတယ်။ဒါကိုသိလိုက်ရတဲ့ဇက်လိုက်မလေးကတော့အကြီးအမယ်ထိတ်လန့်သွားပါတော့တယ်။တစ်ဖက်မှာတော့အဖွဲ့ဝင်တွေကစိုးစောကရေနဲ့အပက်ခံလိုက်ရတဲ့တငယ်ချင်းကိုဒီလိုနေရာမျိုးမှာနေဖို့ဘာလို့ရွေးချယ်ခဲ့တာလဲလို့မေးကြပါတယ်။သူကတော့ဒီနေရာကိုလာရတာကလွန်ခဲ့တဲ့အချိန်အတော်များကငါအတွက်အရန်တန်ဖိုးရှိတဲ့အရာတစ်ခုပျောက်ဆုံးသွားလို့ပဲလို့ပြန်ဖြေပါတယ်။ဇက်လက်မလေးကတော့အဲ့ဒီညကတညလုံးအရှက်ရစရာကိစ္စတွေကိုပဲအိမ်မက်ရင်းနေပြီးမနဲ့ရောက်တဲ့အထိအိယာမထနိုင်တာကြောင့်အမေနဲ့အကိုဖြစ်သူကလာနိုးရပါတယ်။သူမရဲ့ထူးဆန်းတဲ့အမူအရာတွေကိုကြည့်ပြီးအကိုဖြစ်သူကမနေ့ကအိမ်နီးချင်းအိမ်မှာတခုခုတော့ဖြစ်ခဲ့တာသိကြတယ်ဆိုပြီးရိပ်မိသွားပါတော့တယ်။
တစ်ဖက်မှာတော့အိုက်တော့အဖွဲ့ဝင်တွေဟာသူတို့နေတဲ့နေရာကိုဟိုမိန်းကလေးကလူတကာလိုက်ဖြိုပြီးတရင်ဖြတ်လိုက်မှာကိုစိုးရိမ်နေကြပါတယ်သူတို့ကသူမရဲ့ရုပ်ရည်ကိုနောက်ပြောင်နေပေမဲ့ခေါင်းဆောင်ဖြစ်သူဟီးရိုးကတော့သူမကဘာမှမနားလေတဲ့ကောင်မလေးပါဘသူကမှပြောမှမဟုတ်ဘူးဆိုပြီးဂျားကနေကာကွယ်ပြောပေးပါတယ်မင်းသူမကိုတိလို့လားလို့အမေခံရတဲ့အခါမှာတော့သူကမတိဘူးလို့ညင်းဆိုလိုက်ပါတယ်အဲ့ဒီနောက်သူတို့အိမ်ကိုတန်ရှင်းရေးလုပ်ရမယ်လူတယောက်လာလိမ့်မယ်ဆိုတာကိုသူတို့သိလိုက်ရပါတယ်တကယ်တော့အဲ့ဒီတန်ရှင်းရေးလုပ်ရမယ်လူကကျွန်တော်တို့ရဲ့ဇက်လိုက်မလေးဖြစ်ပါတယ်အမေဖြစ်သူကသူမကိုတန်ရှင်းရေးသွားလုပ်ဖို့ခိုင်းတဲ့အခါမှာတော့သူမကအကြီးမဲ့ညင်းပါတော့တယ်သမီးကိုဒီလောက်အထိအဆက်ခွာရတဲ့လူမထင်ထားဘူးသမီးကိုအမိုက်ပုံးထဲကကောက်ရလာခဲ့လေတော့ဒီလောက်အထိနှိမ့်ဆက်မှာမဟုတ်ဘူးဆိုပြီးဝမ်းနဲ့ပလက်ပြောရှာပါတယ်အမေဖြစ်သူကလည်းဒါဟာတိုင်းပြည်အတွက်လုပ်တာပါပြီးတော့ပတ်စံလက်အများကြီးရမှာပါလို့အကြောင်းပြပေမဲ့သူမကလက်မခံပါဘူးနောက်ဆုံးမှာတော့ထုံးစံအတိုင်းအခါညပြစ်မယ်ဆိုတဲ့ချင်းချောက်မှုကြောင့်ပဲသူမလက်ခံလိုက်ရပါတော့တယ်အဖေဖြစ်သူကသူတို့အိမ်မှာမရှိတဲ့အချိန်မှာသွားလို့တကယ်လို့တယောက်ယောက်နဲ့မတော်တဆဆုံခဲ့ရင်တော့မသိတယ်လို့ပဲနေလိုက်ပြီးတော့ဒုတိယထက်ကအခန်းတစ်ခန်းလေးကိုတော့ဘာအကြောင်းနဲ့မှမဝင်နဲ့လို့တေချာမှာကြားလိုက်ပါတယ်အိမ်ပြန်ရောက်တဲ့အခါမှာတော့သူမရဲ့တငယ်ချင်းကအိုက်ဒိုအဖွဲ့ရဲ့ပုံပါတဲ့တန်ရှင်းရေးသုံးပစ္စည်းတွေကိုအားတဲ့တရောဝယ်ပေးထားတာကိုတွေ့ရပါတယ်တစ်ဖက်မှာလည်းအဖွဲ့ဝင်တယောက်ကကော်ဖီဆိုင်ရှားဖို့အပြင်ထွက်လာရင်ဇလိုက်မလီရဲ့အကိုနဲ့ဆုံပါတယ်အကိုဖြစ်သူကထူးထူးဆန်းဆန်းတွေလုတ်ပြနေပြီမဲ့ကော်ဖီဖြော်တိုက်တဲ့အခါမှာတော့အရသာကအရင်ကောင်းနေတဲ့ကြောင်းအဲ့ဒီအိုက်ဒိုကတဖိုးချသွားပြီးတငယ်ချင်းအဖြစ်တွဲဖို့တောင်ကန်လန်းခဲ့ပါတယ်ဇလိုက်မလီကတော့အဖွဲ့ဝင်တွေရဲ့အိမ်ကိုတန်ရှင်းရေးဆလုပ်ဖို့ရောက်သွားပါပြီအိမ်ကြီးကအရန်လာပြီးကျေဝန်းတာကြောင့်သူမဟာထုံးစံအတိုင်းစိတ်ကူးရင်ပြန်ပါတယ်ဒါပေမဲ့အလုံးနောက်ကျရင်သူတို့ပြန်လာပြီးမိသွားမှဆိုတာကြောင့်အမြန်မဲ့တန်ရှင်းရေးလုပ်ပါတယ်အမေမှားထားခဲ့မဝင်ရဆိုတဲ့အခန်းရှိရောက်တဲ့အခါမှာတော့သူမကလိန်မာမမယ်ဆိုပြီးအခန်းထဲကိုမဝင်ဘဲနေခဲ့ပါတယ်ဒါပေမဲ့ရှော်ပြီးသားအဝတ်တွေကိုတွားလှမ်းတဲ့အခါမှာတော့ဆေးဆိုင်ကအပြန်သူမတွေ့ခဲ့တဲ့မျက်နှာဖုံးလေးခုကိုတွေ့လိုက်ရပါတယ်အဲ့ဒီတော့မှသူမကိုလိုက်ခဲ့တဲ့လူသက်သမားဆိုသူတွေကတကယ်တော့ဒီအိုက်ဒိုအဖွဲ့ဝင်တွေဖြစ်နေမှန်းသိသွားပါတော့တယ်ဆဲဆူးချင်းစီကိုမအောင်နိုင်တော့တာနဲ့မဝင်ရဘူးဆိုတဲ့အခန်းလေးကိုသူမဝင်သွားမိပါတယ်အဲ့ဒီအခါမှာအခန်းထဲမှာတူရိယာဖြစ်စည်းတွေအကီနဲ့ဖြစ်နေတာကိုတွေ့လိုက်ရပါတယ်ဘိုးဟာတကောင်ကိုတွေ့ပြီးလိုက်တက်ရကနေမတော်တဆအခန်းထဲကဖြစ်စည်းတွေကိုမှောက်ပြီးထက်စီးမိသလိုဖြစ်သွားပါတော့တယ်အဲ့ဒီနောက်မှာတော့ကျွန်တော်တို့ရဲ့မင်းသားဟီးရိုအခန်းထဲကိုရုတ်တရက်ဝင်လာပြီးရှုပ်ပွက်နေတဲ့အခန်းကိုမြင်တော့သူကဇက်လိုက်မလေးကိုအော်ဟစ်ပြီးဒီမှာဘာလုပ်နေတာလဲလို့မေးတဲ့အခါအာပြန်ပြောရမှန်းမသိပဲအိမ်ပြင်ကိုအမြန်ပြေးထွက်ထည့်ရပါတယ်အဖွဲ့ဝင်တွေအိမ်ပြန်ရောက်လာချိန်မှာစူညံတန်တွေကြားလို့အပေါ်တက်ကိုပြေးတက်သွားရင်လေကားပေါ်ကနေငိုပြီးဆင်းလာတဲ့ဇက်လိုက်မလီနဲ့ဒိုးပါတော့တယ်အဖွဲ့ဝင်တယောက်ဖြစ်တဲ့ဒီယိုကရှေ့ထွက်လာပြီးသူမကိုနှိမ့်သိမ့်ပေးဖို့ကြိုးစားပါတယ်အပေါ်ကဆင်းလာတဲ့မင်းသားကတော့သူတို့နှစ်ယောက်နီးနီးကက်ကက်ဖြစ်နေတာကိုမြင်ပြီးတဝန်ကျူတဲ့အရေးရောက်တွေပြနေပါတယ်ဒီနေရာမှာဇက်ကြောင်းပြန်ရရင်သူတို့အဖွဲ့ဒီအိမ်ကိုမပြောင်းလာခင်ဖြောပြေးဆွဲတစ်ခုမှာမင်းသားရဲ့ဆွဲကြိုကမတော်တဆပြတ်သွားခဲ့ပါတယ်အဲ့ဒီနောက်မှာပဲသူ့ရဲ့အဖိုးဆုံးသွားတဲ့သတင်းစိုးကိုကြားလိုက်ရတာပါမင်းသားဟာငငယ်တွေကသူ့အဖိုးနဲ့အရန်တန်ရောစဉ်ရှိခဲ့ပြီးအဲ့ဒီဆွဲရိုးကလည်းသူ့အဖိုးကဒါဟာမီးနဲ့အတူအမြဲရှိနေမှာပါဆိုပြီးပေးခဲ့တဲ့အဆောင်လက်မြင်ပါဆွဲကြိုးပြတ်သွားတဲ့ကသူတို့အဖိုးမှာကန်ဆိုးတာတွေဆက်တိုက်ကြုံနေတာကြောင့်အဖိုးရှိခဲ့တဲ့ဒီအိမ်ဟောင်းလေးမှာဆွဲကြိုးကိုပြန်ရှာဖို့သူရောက်လာခဲ့တာထက်ပါတယ်တစ်ဖက်မှာလည်းဇက်လိုက်မလီကအိမ်ပြန်ရောက်တဲ့အခါမှာသူမရဲ့ဖုန်းပြောင်းနေမှန်းသိလိုက်ပါတယ်ဖုန်းကိုအချင်းချင်းခေါ်ပေမဲ့ဘယ်သူမှမကိုင်ပါဘူးနောက်ဆုံးတော့မင်းသားရဲ့အခန်းထဲမှာကြံခဲ့မှန်းသိလိုက်ပါတယ်တကယ်လဲသူမရဲ့ဖုန်းကမင်းသားလက်ထဲပါသူကဖုန်းကိုဖွင့်ကြည့်ပြီးသူမရဲ့ဓာတ်ပုံတွေကိုလျှောက်ကြည့်နေရင်ဒီကောင်မလေးကိုငါသဘောမကျဘူးလို့တွေးနေတော့မှတဲ့သူမတငယ်ချင်းစီကစာဝင်လာပါတယ်မင်းသားကစာကိုပြန် reply ပြန်ပြီးဖုန်းလာယူခိုင်းလိုက်လို့ပြောလိုက်ပါတယ်တငယ်ချင်းကဖုန်းသွားယူဖို့ပြောတဲ့အခါဇက်လက်မလေးခင်ဗျာပျောက်တလန့်တစားနဲ့နင်းမဲသွားယူပေးပါနင်းကငါတငယ်ချင်းလက်ဖြစ်ညီမလိုလည်းဖြစ်တယ်လေပြီးတော့နင်းကြိုက်တဲ့အဖွဲ့ဝင်တွေကိုလည်းတွေ့ရမှာပေါ့လို့ချောမော်ပြောပါတယ်ဒါပေမဲ့တငယ်ချင်းကသူတို့ကနင်းကိုအယူမားလို့ထင်နေကြတာအခုငါပါလိုက်သွားရင်ဒါကဟိုအယူမားရဲ့တငယ်ချင်းလားလို့အပြောခံရမှာပေါ့နင်းမဲသွားလိုက်လို့ညင်းလိုက်ပါတယ်ခဏကြာတော့အဖွဲ့ဝင်တွေအိမ်ပြင်ထွက်သွားတာကိုမြင်လိုက်တဲ့အထက်အိမ်မှာဘယ်သူမှမရှိတော့ဘူးအထင်နဲ့သူမဖုန်းသွားယူပါတယ်ဖုန်းကိုရှာတွေ့သွားပေမဲ့မင်းသားကအိမ်မှာရှိနေသေးဆိုတာသိလိုက်တဲ့အခါသူမအကြီးအကျယ်လန့်သွားပါတယ်သူမထပ်ပြေးဖို့ကြိုးစားပေမဲ့မင်းသားကနင့်ကိုတကယ်လို့မသိတာလားလို့မေးပါတယ်သူမကလည်းသိပါတယ်နာမည်ကြီး EH ဆိုအဖွဲ့ကမဟုတ်လားနင့်နာမည်တော့ငါသိတယ်လို့ပြန်ဖြေပါတယ်မင်းသားကသူမရဲ့ထုံအားနိုင်မှုကိုအံ့ဩသွားပြီးအိမ်ကနေထွက်သွားဖို့ပဲပြောလိုက်ပါတော့တယ်အိမ်ပြန်ရောက်တဲ့အခါမှာဇက်လိုက်မလေးဟာဖျားသွားပါတယ်အိုက်ဒိုအဖွဲ့အိမ်မှာတော့မင်းသားကသူမအလို့မလာတာကြာပြီလို့အံ့ဩနေပါတယ်အဖွဲ့ဝင်တယောက်ကမင်းသူမကိုအရန်ရဲဆက်ဆက်ဆံလိုက်လို့စိတ်မကောင်းပြီးဖျားနေတာလားမသိဘူးလို့ပြောတဲ့အခါမင်းသားကဂရုမစိုက်တယ်လို့ဟန်ဆောင်နေပါတယ်အဖွဲ့ဝင်တယောက်ကဇက်လိုက်မလေးရဲ့အကိုကိုသိတာကြောင့်ဘာဖြစ်လာလဲဆိုတာကိုသွားမေးပါတယ်အကိုဖြစ်သူကညီမလေးနာစေးချောင်းဆိုးဖြစ်နေတာလို့ပြောပြပြီးသူ့ကိုသိပ်ပြီးဂရုမစိုက်ပါနဲ့သူကခမားတွေကိုသဘောမကျဘူးလူဆိုးတွေလို့ထင်နေတာလို့ပါထည့်ပြောလိုက်ပါတယ်အကိုဖြစ်သူကညီမဖြစ်သူအရင်ကပြောခဲ့တဲ့ဟာတွေကိုမှတ်ပြီးပြောလိုက်တာပါတကယ်တော့ဇက်လိုက်မလေးကသူတို့ရဲ့ပရိသတ်ဖန်ဖြစ်နေမှန်းနဲ့သူမလူဆိုးတွေထင်ခဲ့တာတွေကသူတို့မှန်းဖြစ်နေမှန်းကိုအကိုဖြစ်သူကမသိတာပါအဲ့ဒီသတင်းကိုကြားတဲ့အခါမှာတော့
အဖွဲသားအားလုံးကမင်းသားကိုပဲအပြစ်တင်ကြပါတော့တယ်ဇာလိုက်မလေးကတော့အိမ်မှာနားနေရင်ဒီအိုရောမင်းသားရောကိုစဉ်းစားပြီးအိမ်မဲရင်းနေပါတယ်မင်းသားကဘာလို့သူမကိုအမြဲတမ်းစိတ်တူနေရတာလဲဆိုတာကိုသူမနားမလည်နိုင်အောင်ဖြစ်နေရပါတယ်သူ့နာမည်အစ်စ်ကိုလည်းငါမှန်အောင်ပြောခဲ့တာပဲသူကငါကိုဘာပြောစေချင်နေတာလဲဆိုပြီးတွေးတော့နေမိပါတယ်တစ်ဖက်မှာလည်းမင်းသားကတကယ်လို့စိတ်မကောင်းခင်ဖြစ်နေပုံရပါတယ်သူဟာအင်တာနက်မှာအကွေးဖျားနာတဲ့အတွက်ပျော်ကင်းမဲ့စီးနီးတွေကိုလိုက်ရှာပြီးကိုယ်တိုင်လုပ်ပေးဖို့ကြိုးစားပေမဲ့မအောင်မြင်ပါဘူးအဲ့ဒီအချိန်မှာပဲဒီအိုကလည်းဇက်လိုက်မလေးအကြောင်းကိုစဉ်းစားနေပြီးသူမကိုသဘောကျနေပြီဆိုတာကိုသိလိုက်ရပါတယ်ဒါကြောင့်ဒီအိုကသူမအတွက်နှွေးထွေးစေမယ့်အရာတစ်ခုကိုဝယ်ပြီးသူမရဲ့အကိုဖီသူကနေပေးခိုင်းလိုက်ပါတယ်ဇက်လိုက်မလေးကလက်ဆောင်နဲ့ပါလာတဲ့စာရိုးလေးကိုဖတ်လိုက်တဲ့အခါမှာတော့အရန်ကိုဝမ်းသာသွားပြီးယောဂပါပျောက်ကင်းသွားသလိုခံစားလိုက်ရပါတယ်သူတို့အိမ်ကိုတန်ရှင်းရေးပြန်လုပ်ဖို့ဆုံးဖြတ်လိုက်ပါတယ်ဒါပေမဲ့အိမ်ကိုရောက်တဲ့အခါမှာမင်းသားကပိုက်ဆံမဲ့လို့ပြန်လာလားလို့ဆိုပြီးလာနောက်ရှက်တာကြောင့်သူမတကယ်လို့စိတ်တိုးသွားပါတယ်မဟုတ်ဘူးရှင်ကလူဆိုးကြီးမို့လို့ကျမမကြိုက်တာလို့ပြန်អော်ပြီးနောက်ခါဆိုရင်သူ့ကိုလုံးဝပြန်မပြောတော့ဘူးလို့ဆုံးဖြတ်လိုက်ပါတယ်သူမတကယ်စိတ်တိုးသွားတာကိုမြင်တော့မင်းသားကတောင်းပန်ပြီးနှောက်ရှက်မပေးပဲထွက်သွားပါတယ်တကယ်တော့သူမကသူတို့ကိုအားနာလို့အားလုံးမတွေ့တောင်းပန်ဖို့ပြန်လာတာမှန်သူတို့သိသွားကြပါတယ်သူမကကျမအလုပ်ထွက်တော့မယ်ရှင်တွေကိုဒုက္ခပေးဖို့ဒါမှမဟုတ်ချောင်းကြည့်ဖို့ရည်ရွယ်ချက်မရှိဘူးလို့ပြောပြီးသူမကနာမည်ကိုမိတ်ဆက်ပါတယ်အဲ့ဒီအခါမှာမင်းသားကနင့်နာမည်ယုံဟီဆိုတာငါသိပြီးသားပါလို့ပြောလိုက်တော့သူမအံ့ဩသွားရပါတယ်ငါကပရိသတ်တယောက်ပဲသူကငါနာမည်ကိုဘလို့လို့သိနေတာလဲဆိုပြီးတွေးလို့မရဖြစ်နေပါတယ်မင်းသားကသူမရဲ့တောင်းပန်မှုကိုလက်ခံပြီးအလုတ်ထွက်ဖို့မလိုဘူးလို့ပြောလိုက်ပါတယ်အိမ်ပြန်ရောက်တဲ့အချိန်မှာမင်းသားဒီကစာရီဆောင်ရောက်လာပါတယ်အဲ့ဒါကသူမကိုအိမ်မှာတရားမအလုတ်ခန့်ဖို့ထက်လူတွေစစ်ဆေးမှုလုပ်မယ်ဆိုတဲ့အကြောင်းမှာတစ်ဖက်မှာလည်းသူမရဲ့အကိုဖြစ်သူကအိမ်ရှိမှာမင်းကလေးတွေအများကြီးစုနေပြီးဒါ EX ဆိုအိမ်လားလို့မေးတဲ့အခါဘာဖြစ်နေတာမှနားမလည်ဖြစ်နေပါတယ်အိမ်ထဲရောက်မှအင်တာနက်မှာရှာကြည့်တော့မှအိမ်နီးချင်းတွေကနာမည်ကြီးအဖွဲ့မှန်သိသွားပါတော့တယ်အဲ့ဒီထဲကဆွာလာဆန်တွေပြတဲ့ဗီဒီယိုတွေကိုကြည့်ပြီးသူတို့ကမီးတွေပါတွေကစားနိုင်တာလားဆိုပြီး ground land သွားပါတယ်ဇာလိုက်မလေးကတော့အင်တာဗျူးအတွက်တေချာပြင်ဆင်ပြီးသွားဖို့လုပ်တဲ့အခါအကိုဖြစ်သူကမသွားနဲ့သူတို့ကဆွာလာရှင်တွေအန်ဒီယေရှိတယ်လို့တားပါတယ်နောက်ဆုံးမှာတော့အကိုဖြစ်သူပေးလိုက်တဲ့ဆိုင်ကယ်ဥမုံကိုစောင့်ပြီးအိမ်နီးချင်းတွေစီသွားခဲ့ပါတယ်မင်းသားကသူမရဲ့ရုပ်ပြစင်းစင်းပုံကိုကြည့်ပြီးဘာဖြစ်လာတာလဲလို့မေးပါတယ်သူမကတုံတုံရင်းရင်းနဲ့မိတ်ဆက်တဲ့အခါမှာမင်းသားကသူမမွေးဖွာရဒေတာကိုအစွဲပြုပြီးပြောင်ချော့ဆိုတဲ့နာမည်တစ်ခုပေးလိုက်ပါတယ်သူမကအဲ့ဒီနာမည်ကိုသဘောမကျနေမဲ့ဘာမှမပြောရပါဘူးအဲ့ဒီနေ့ကစပြီးသူမဟာအိမ်မှာအလုပ်စားလုပ်ရပါတယ်အဖွဲ့ဝင်တရားချင်းစီကသူမကိုပုံစံအမျိုးမျိုးနဲ့စမ်းသက်ကြတာကြောင့်သူမခင်ဗျာအလုပ်ရှုပ်ပြီးပင်ပန်းနေရပါတယ်ဒီအကြောင်းတွေကိုတငယ်ချင်းဖြစ်သူကိုရင်ဖွင့်ခြင်းပေမဲ့အလုပ်ဝင်တော့ကလျှို့ဝှက်ထိတဲ့ပါမဲ့ဆိုတဲ့ဂရီကဝက်စားကြုံမှာလက်မဲ့ထိုးရတာကြောင့်ဘာမှထုတ်ပြောလို့မရပဲအောင်အီးနေရပါတယ်တတ်မှတ်ထားတဲ့စည်းကမ်းတွေကိုဖောက်ဖျက်မိရင်သူမဟာတသက်လုံးသူတို့ရဲ့အစည်းကမ်းဖြစ်သွားမှာဆိုတာကိုတငယ်ချင်းဖြစ်သူကချင်းမြောက်လိုက်ပါတယ်နောက်ပိုင်းမှာတော့ဇာလိုက်မလေးဟာအမေခိုင်းတဲ့ဈေးဝယ်ထုတ်ရင်နဲ့အိမ်မှာငါတယောက်တည်းအလုပ်အကုန်လုပ်နေရတာမတရားဘူးလို့ကိုယ့်ဘာကိုညုံညီနေမိပါတယ်ဒီဒုက္ခတွေကလွတ်မြောက်ဖို့အိမ်လာကကိုကိုယ်တိုင်ပဲရှာပေးလိုက်ရမလားဆိုတော့တွေးမိပါတယ်စိတ်ညစ်ညစ်နဲ့လျှောက်လာတော့မှပဲသူမရဲ့ဖုန်းကလက်ထဲကနေချော်ထောပြီးအောက်ထည့်ဆင်းကောက်တဲ့အခါမှာအမျိုးသမီးတစ်ယောက်နဲ့ထိတ်တိုက်တိုးပါတော့တယ်အဲ့ဒီလူကတော့သူမရဲ့ထက်တန်းကျောင်းလုံးက crush ဖြစ်ခဲ့တဲ့ Choi ပဲဖြစ်ပါတယ်သူမကမျက်နှာတစ်ခုလုံးหนีမြန်းပြီးထုံစံအတိုင်းပြာရခတ်ထွက်ပါတယ် Choi ကသူမကိုကြည့်ပြီးနင်းကတော့အရင်အတိုင်းပဲပြောင်းလဲမဲ့ပုံလည်းမရှိဘူးလို့ပြောလိုက်တဲ့အခါသူမဟာဝမ်းနေပြီးမျက်ရည်ကျလာပါတယ် Choi ကလူတွေအထင်မလွဲအောင်သူမကိုချော့ဖို့ကြိုးစားနေတော့မှပဲအိုင်ဒေါ်ဖွဲ့ဝင်တွေကဝိုင်းလာပြီးဒီလူကနင်းကိုနှောက်ရှက်နေတာလားဆိုပြီးကြားကနေဝင်ပါပေးကြပါတယ်အိမ်ပြန်ရောက်တဲ့အခါမှာတော့ဒီအိုကသူကစားရမယ့်ပြဿနာအသေးအတွက်သူမကိုမင်းသမီးနေရာကနေအတူတူဇက်တိုက်ပေးဖို့တောင်းဆိုပါတယ်သူမကညင်းပေမဲ့သူကငါညီစားဖြစ်လာနိုင်မလားဆိုပြီးစိတ်ကူးရင်ပြန်ပါတယ်အိမ်မက်ထဲကနိုးလာတဲ့အခါမှာတော့ Choi ကဖုံးဆက်လိမ့်မယ်လို့တငယ်ချင်းဖြိုးတာကိုသတိရပြီးဖုံးရှာတဲ့အခါမင်းသားချမ်းရောစီမှရောက်နေတာကိုတွေ့လိုက်ရပါတယ်မင်းသားကသူမဖုံးထဲမှာ Choi ကိုနာမည်ဘယ်လိုပေးထားလဲဆိုတာကိုမြင်သွားပြီးသူမကိုပြန်မပေးပဲလိုက်စာနေပါတယ်တစ်ဖက်မှာလည်းဒီယိုနဲ့ချန်ယော်တို့ကသူမအကြောင်းကိုတွေးနေကြပါတယ်ချန်ယော်ကလာဇလိုက်မလီဟာဟိုเจ้าတုံးက crash ကိုပြန်ကြိုက်သွားမှာကိုတိတိတသာစိုးရိမ်နေပုံရပါတယ်ဇလိုက်မလီဟာအိမ်မှာသူတို့ရဲ့ဗီဒီယိုတွေကိုပြန်ကြည့်ရင်ချန်ယော်ကဘာလို့အရင်လိုမရဲတော့ပဲစိတ်တိုတတ်တဲ့လူဖြစ်သွားတာလဲဆိုပြီးစဉ်းစားနေတော့မှာပဲမင်းသားစီကအခုချက်ချင်းအိမ်လာခဲ့ဟိုစာရောက်လာပါတယ်သူမရောက်သွားတဲ့အခါမှာတော့မင်းသားကသူမပင်နှန်းသွားအောင်ပုံစံအမျိုးမျိုးနဲ့ခိုင်းစီပြီးစမ်းသပ်နေပါတော့တယ်အိမ်ပြန်ရောက်တဲ့အခါမှာတော့သူမကတငယ်ချင်းဖြစ်သူကို Choi စီဖုံးမဆန်နဲ့ကိုယ့်ဘက်ကခန်းစားချက်တွေကိုလည်းထုံမပြနဲ့လို့အကြံပေးပါတယ်အခုဆိုရင် idol တွေကသူမဘက်ကနေကာကွယ်ပေးထားတာကြောင့် Choi ကသူမအနားမှာယောက်ျားလေးတွေအများကြီးရှိနေတဲ့ချင်းကပ်ရခက်တဲ့မိန်းကလေးလိုထင်သွားအောင်မှန်သက်ပြနေတာပါတစ်ဖက်မှာလည်းသူမရဲ့အကိုဖြစ်သူကအိမ်နီးချင်းအဖွဲ့ဝင်စီဟွန်ကိုငါညီမကမင်းတို့အဖွဲ့တွေကတယောက်ကိုကြိုက်နေတာလို့သွားပြောလိုက်ပါတယ်စီဟွန်ကအိမ်ပြန်ရောက်တဲ့အခါအဖွဲ့ဝင်တွေကိုပြန်ပြောပြတော့အားလုံးကဘသူ့ကိုကြိုက်တာလဲဆိုတာသိချင်နေကြပါတယ်စီဟွန်ကဒီထဲကလူမဟုတ်ကိုကိုင်ကိုကြိုက်တာလို့ပြောလိုက်တဲ့အချိန်မှာပဲကိုင်ကရုတ်တရက်ရောက်လာပါတော့တယ်နောက်ပိုင်းဓပုံရဲကွင်းတစ်ခုမှာအဖွဲ့ဝင်အားလုံးဟာသူတို့ကိုကူညီဖို့ခံထားတဲ့မိန်းကလေးအထင်နဲ့စုံကြပါတယ်အဖွဲ့ဝင်တွေကမင်းသားကို
သူတို့အပြင်မထွက်ခင်ငါတို့ကိုတစ်ချက်လောက်ပြပါအောင်လို့တောင်းဆိုကြပါတယ်မင်းသားချန်ရောကသူစိတ်မဝင်စားသလိုဟန်ဆောင်နေပေမဲ့နောက်ကွယ်မှာတော့သူမစီဖုံးဆက်ပြီးသူတို့ရှိတာစီလာဖို့လိပ်စာပို့လိုက်ပါတယ်သူမရောက်သွားပြီးအကွက်သားအားလုံးကိုစုံစုံလင်းလင်းမြင်လိုက်တဲ့အခါမှာအကြီးကျယ်အံ့ဩသွားပေမဲ့သူမရဲ့မျက်လုံးတွေကတော့မင်းသားစီမှာပဲဆွဲမြဲနေပါတယ်အဲ့ဒီအချိန်မှာပဲကိုင်းကရုတ်တရက်ရောက်လာပြီးသူမကိုစကားပြောဖို့တီးတန့်ခေါ်သွားပါတယ်မင်းသားကတော့သူတို့နှစ်ယောက်ပျောက်သွားတာကိုကြည့်ပြီးစိုးရင်စိတ်အကြီးနဲ့သုံးပုံတိုးနေပါတော့တယ်ကိုင်းကသူမအိမ်တန်ရှင်းရေးလုပ်တာကိုဝိုင်းကူညီပြီးတော့အရန်ကိုဂယုဆိုင်ပြပါတယ်ဒါကိုမြင်ရတဲ့ချန်ရောကတော့မျက်စိစပါးမွေးထနေပါတော့တယ်တစ်ဖက်မှာလည်းဒီယိုကသူ့အဖိုးကိုအိမ်မက်ပါတယ်အဖိုးကအိမ်မက်ထဲမှာထူးဆန်းတဲ့တခြင်းတစ်ပုတ်ကိုစိုးပြပြီးဆွဲချိုးကအနားထဲမှာရှိတာပါလို့ပြောပြပါတယ်မင်းသားကတညာလုံးရှာဖွေတော့လဲဘာမှမရှာတွေ့ခဲ့ပါဘူးဒီတော့အတွင်းမှာဇလိုင်မလေးကမင်းသားနေမကောင်းဖြစ်နေတာကိုသတိထားမိတယ်လို့သူမနဲ့ကိုင်းနဲ့ကလည်းတော်တော်လေးရင်းနှီးလာပါတယ်ကိုင်းကသူမကိုနင်းတကယ်ကြိုက်နေတာလားလို့မေးတဲ့အခါသူမတငယ်ချင်းကဂျားကနေညင်းပေးပါတယ်ကိုင်းကသူမအနားကိုအတင်းအကျပ်တိုးကပ်လာတဲ့အခါမှာဒီယိုကဝင်တားပြီးသူမကိုကာကွယ်ပေးပါတယ်အဲ့ဒီမှာရင်ဒီယိုကလည်းသူမကိုသဘောကျနေတာဆိုတာပေါ်လွင်လာပါတယ်မင်းသားကတော့အဖိုးကိုထပ်ပြီးအိမ်မက်ပြန်ပါတယ်အဖိုးကဆွဲကျူးထပ်ပိုတန်ဖို့ရှိတဲ့အရာကိုရှာဖွေပါလို့အရေးမြတ်ပြောလိုက်ပါတယ်ကိုင်းကတော့မင်းသားရောဇလိုင်မလေးရောတယောက်ကိုတယောက်ချစ်နေကြတာမြန်ရိပ်မိသွားပါတယ်သူမင်းသားစီသွားတဲ့အခါဇလိုင်မလေးကိုပါအတူတွေ့လိုက်ပြီးငါကသူမကိုအရင်ဆုံးစိတ်ဝင်စားခဲ့တာတောင်သူမလည်းဝေးနေရသူကငါတယောက်တည်းပါလားဆိုပြီးခံစားလိုက်ရပါတယ်တစ်ဖက်မှာလည်းစီဟွန်ကမင်းသားနဲ့စကားပြောဖို့အပြင်းထွက်လာတော့မင်းကလေးပရိသတ်တွေနဲ့တို့ပါတယ်ဇလိုင်မလေးရဲ့အကိုဖြစ်သူကသူတို့ကမင်းသားကိုတွေးသွားရင်ငါတို့အိမ်ဖြောင်းရလိမ့်မယ်လို့စိုးရင်ပြီးစီဟွန်လွတ်အောင်မင်းကလေးတွေကိုလမ်းလွဲပေးပြီးကူညီလိုက်ပါတယ်။ကိုင်ကတော့ဇလိုင်မလေးနာထပ်ကတ်ဖို့ကြိုးစားရင်မတော်တဆသူမလက်ထက်ကပစ္စည်းတွေလွတ်ကြပြီးသူမထိခိုက်မိသွားပါတယ်။ကိုင်ကကူညီပေးရင်ငါကနင်းနဲ့အရင်နှီးဆုံးလူလိုခံစားတယ်လို့ပြောပေမဲ့သူမကတော့ရှင်နဲ့နေရတာစိတ်အေးဆုံးပါပဲလို့ပဲပြန်ပြောလိုက်ပါတယ်။ကိုင်ကသူမအယုံကြည်ဆုံးလူကသူဖြစ်နေတာမြန်တည်သွားပြီးနင်းဘသူ့ကိုအချစ်ဆုံးလဲငါ့ကိုချစ်ပေးပါလားလို့ဖွင့်ပြောလိုက်တဲ့အခါသူမခမရဆွန့်အားသွားပါတော့လေ။အဲ့ဒီအချိန်မှာပဲမင်းသားကရုတ်တရက်ရောက်လာပြီးပြားဆက်တဲ့ဇက်တိုင်နေသလိုလိုဟန်ဆောင်ပြီးသူမကိုခေါ်ထုတ်ရောက်သွားပါတယ်။အိမ်ပြန်ရောက်တဲ့အခါမှာဇလိုင်မလေးဟာကိုင်ဖြောခဲ့တဲ့စကားတွေကိုပြန်စဉ်းစားပြီးသူတို့နှစ်ယောက်စလုံးကငါ့ကိုအပြစ်ကင်းစင်သူလေးလိုမြင်နေတာလားလို့ဆိုပြီးတွေးမိပါတယ်။သူမတငယ်ချင်းနဲ့တိုင်ပင်တဲ့အခါမှာတော့ယောက်ျားလေးနှစ်ယောက်စလုံးကသူမကိုအပိုင်ရချင်နေတာဖြစ်ပြီးနှစ်ယောက်စလုံးကလည်းတော်တော်လေးပါးနာသွင်းနေမြန်သိလိုက်ရပါတယ်။ဇလိုင်ရဲ့အလွဲပြောင်းကတော့စူဟိုးကဇလိုင်မလေးရဲ့အကိုနဲ့အတူတက်ပုံအဟောင်းတွေကိုကြည့်နေတော့တက်ပုံတွေကကလေးလေးဟာမင်းသားချန်ရော်ဖြစ်နေတာကိုသွားသိလိုက်တာပါသူကဒီယိုကိုချက်ချင်းပြပြီးချန်ရော်နဲ့ဒီကောင်မလေးဟာငယ်တငယ်ချင်းပဲလို့ဖော်ပြလိုက်ပါတယ်တစ်ဖက်မှာလည်းမင်းသားကသူ့ရဲ့ကန်ဆိုးမှုတွေပြေပြောက်ဖို့ဆွဲကြိုးကိုအသေးအတန်လိုက်ရှာနေသေးပါဇလိုင်မလေးကတော့အိမ်မှာအိမ်မက်တွေမှတ်နေပါတယ်သူမအိမ်မက်နေတဲ့ငယ်တငယ်ချင်းချမ်းဆိုတာဟာတကယ်တော့သူမအနာမအမြဲရှိနေပြီးသူမကိုတီးဖို့ကြိုးစားနေတဲ့မင်းသားမှန်သူမမရိမိသေးပါဘူးမင်းသားကလည်းအဖိုးရဲ့စာကြည့်ကန်ထဲမှာဆွဲကြိုးကိုရှာမတွေ့တာကြောင့်စိတ်ပူပန်ပြီးအကြီးကိုချွတ်ပြစ်လိုက်ပါတော့တယ်မင်းသားဟာသူ့ရှိမှရှိတဲ့အဖိုးဖေသူရဲ့လျှို့ဝှက်စာကြည့်ကန်တကားပွင့်သွားတာကိုရုတ်တရက်မြင်လိုက်ရပါတယ်အဲ့ဒီချိန်မှာပဲဇလိုင်မလေးကအိမ်တန်ရှင်းရေးလုပ်ဖို့ရောက်လာပြီးသူမရဲ့ဓာတ်ပုံဟောင်းတစ်ပုံကိုအဲ့ဒီမှာတွေ့လိုက်ရပါတယ်သူမကတော့ဒါကိုသူမအကိုတင်ထားတာလိုပဲထင်နေပြီးစိတ်ဆိုးနေမိတယ်မင်းသားရှိနေတာကိုတော့သတိမထားမိပါဘူးတကယ်လို့သာသူမအဲ့ဒီပုံကိုတေးသေးချာချာကြည့်လိုက်ရင်မင်းသားဟာသူမရဲ့ငယ်သူငယ်ချင်းမှချက်ချင်းထိသွားမှာပါသူမဟာမင်းသားချွတ်ထားခဲ့တဲ့အကြည့်ကိုကောက်ယူရင်းနဲ့အိမ်မှာတခါမှမမြင်ဘူးတဲ့ထူးဆန်းတဲ့တကားတစ်ခုပွင့်နေတာကိုတွေ့သွားပါတယ်ဆက်ဆူးကျင်စိန်နဲ့အထဲကိုဝင်သွားတဲ့အခါမင်းသားကသူမရောက်လာတာကိုရိပ်မိသွားပါတယ်သူမကနှုတ်ဆက်ဖို့ကြိုးစားပေမဲ့ရှက်တာကြောင့်တစ်ခုခုနဲ့မျက်နှာကိုအုပ်ပြီးပုံနေလိုက်ပါသေးတယ်မင်းသားကသူမကိုဆက်ဆချင်းမှမမှတ်မိဘူးလို့ပြောပါတယ်သူမကဒါဟာဘလို့နေရလဲလို့မေးတဲ့အခါသူကနင်းနဲ့မဆိုင်ဘူးလို့ပြန်ဖြေပြီးမဲ့ဒါဟာသူ့အဖိုးရဲ့လျှို့ဝှက်ပုံအောင်ရနေရဖြစ်မယ်လို့သူမခံစားမိပါတယ်။အဲ့ဒီအခန်းထဲမှာအဖိုးအိုးတယောက်နေထိုင်ခဲ့တဲ့အမတ်သားပြီးကိုသူတို့တွေ့လိုက်ရပါတယ်။ရုတ်တရက်သူမဟာသူမရဲ့ငယ်ဘဝကစားစရာလေးတစ်ခုကိုတွေ့သွားပြီးဒါကိုငါ့ရဲ့ငယ်တငယ်ချင်းကပေးခဲ့တာလို့မင်းသားကိုပြောပြပါတယ်။မင်းသားကငါသိတာပေါ့နင်ကအသက်6နှစ်သားကလေးကကတော့လေညံကောင်းရဲ့ကောင်မလေးပဲလို့ပြောလိုက်ပါတယ်။ဇလိုင်မလီကတော့ရှင်ကသားတွေကိုဘလို့သိနေတာလဲလို့အန်ဟောတကြီးမေးတဲ့အခါသူကတေးသေးချာချာစဉ်းစားကြည့်ရင်သိမှာပါလို့ပြန်ဖြေပါတယ်။သူမကတော့သူကငယ်ငယ်ကလေးကတော်တော်ထက်မြက်တာပဲလို့ပဲမှတ်ချက်ပေးတာကြောင့်မင်းသားကသူမစဉ်းစားညံမရှိတာကိုနောက်ပြောင်ပြီးညှိညူးပါတော့တယ်။သူတို့အပြင်ထွက်ဖို့ကြိုးစားတဲ့အခါတကောက်ကအပြင်ကနေပိတ်သွားတာကြောင့်သူတို့နှစ်ယောက်အထဲမှာပိတ်မိသွားပါတော့တယ်။မင်းသားကသူမရဲ့ဖုန်းကိုတောင်းပေးမယ်။သူမမှာဖုန်းပါမလာတာကြောင့်ပိုပြီးစိတ်ဖြတ်သွားကြပါတယ်။သူတို့အကူအညီတောင်းဖို့ကြိုးစားပေမဲ့အပြင်ကလူတွေကအလုရှုနေတာကြောင့်ဘယ်သူမှသတိမထားကြပါဘူး။နောက်ဆုံးတော့သူတို့နှစ်ယောက်အဲ့ဒီအခန်းထဲမှာပဲတညာလုံးအတူတူကုန်းဆုံးလိုက်ရပါတယ်။ဒီအခွင့်အရေးကိုသုံးပြီးမင်းသားကနင်ငါ့ကိုတကယ်ပဲမမှတ်မိဘူးလားလို့ထပ်မိပါတယ်။သူမကလည်းမှတ်မိလားဘောလို့ပြန်ဖြေပါတယ်။မင်းသားကတော့လူတိုင်းတည်တဲ့အရာကိုဘာလို့ထပ်ခါတလေမင်းနေရတာလဲလို့စဝါစဝါထင်နေပါတယ်။သူကငါကနင်နာမည်ကိုတီးနေတာဆွဲချိုးအကြောင်းတီးနေတာတွေကအရေးမြောက်6000မကပေးထားတောင်နင်ဘာလို့မတီးသေးတာလဲလို့မေးပါတယ်။သူမကနောက်ဆုံးအရေးမြောက်တစ်ခုလောက်ပေးပါဒါဆိုအပြေးမှန်ကိုပြောပြမယ်လို့ကတိပေးပါတယ်။မင်းသားကစိတ်မရှိတော့ဘူး။နင်ရဲ့ငယ်သူငယ်ချင်းချမ်းဆိုတာငါပဲပြီးတော့ငါအဖိုးကနင့်အဖိုးရဲ့တငယ်ချင်းလဲလို့ဖွင့်ပြောလိုက်တဲ့အခါဇလိုက်မလီအကြီးကျယ်ထိတ်လန့်သွားပါတော့တယ်။တစ်ဖက်မှာလည်းအမေဖြစ်သူကဇလိုက်မလီကိုလိုက်ရှာပြီးမဲ့မတွေ့ပါဘူး။ ဖ
ဖုန်းဆက်လဲအိမ်မှာပဲကြံခဲ့တာပါအဲ့တော့အဖွဲ့သားတွေကလည်းမင်းသားပြောင်းနေတာကိုသတိထားမိသွားပါတယ်မင်းသားဟာအပြင်မှာအိတ်လေမရှိသူမို့သူတို့အံ့ဩနေပါတယ်အထဲမှာပိတ်မိနေတဲ့မင်းသားနဲ့ဇလိုက်မလေးကတော့တယောက်ကိုတယောက်ဆန်းနှောက်နေကြပါတယ်မင်းသားကသူငငယ်ကလေးကအယံမုန်းတဲ့တခြင်းကိုစိုးပြပြီးနေငါ့ကိုမမတ်မိလို့ငါစိတ်ဆိုးတယ်လို့ပြောပါတယ်သူမကတော့ရှင်ကအရင်နဲ့မတူတော့ဘူးအယံချောလာတာပဲလို့ပြန်ပြောပါတယ်အဲ့ဒီနောက်မင်းသားကနေငါ့ကိုချစ်လားလို့မေးတဲ့အခါသူမကမချစ်ပါဘူးရှင်ကငါအကြိုက်မဟုတ်ဘူးလို့ပြန်ဖြေလိုက်ပါတယ်အဲ့ဒီအချိန်မှာပဲသူမအကိုကစီဟွန်စီဖုန်းဆက်ပြီးညီမဖြစ်သူကိုတွေ့လားလို့မေးပါတယ်နေအောင်လုံးပြောင်းနေတာကိုတီးသွားတဲ့အခါအကိုဖြစ်သူကစိတ်ပူပြီးလိုက်ရှာဖို့ထွက်လာပါတယ်အခန်းမှာပိတ်မိနေတဲ့ဇလိုက်မလီကတော့အပြိုထွက်ရဖို့မျောလင်းချက်ကုန်းတလောက်ဖြစ်နေပြီးမြမင်းသားကတော့ငါကဒီမှာပိတ်မိနေတာကိုစိတ်မဆိုးပါဘူးဘာလို့လဲဆိုတော့ဒီနေရာကြောင့်ပဲနေကငါရဲ့ငဲတငယ်ချင်းမှန်တီးခွင့်ရလိုက်လို့ပါလို့ရိုမန်တစ်ဆန်ဆန်ပြောလိုက်ပါတော့တယ်ရုတ်တရက်အခန်းထဲမှာအတန်တခုကြားလိုက်ရပြီးသူတို့နှစ်ယောက်တကားနားကိုသွားတဲ့အခါမီးတွေမောင်းသွားပါတယ်အဲ့ဒီအချိန်မှာပဲမင်းသားကသူ့အဖိုးရဲ့ဆွဲကြိုးဟာဇလိုက်မလေးစီမှာရှိနေတာကိုသတိထားမိသွားပါတယ်တစ်ဖက်မှာတော့ဇလိုက်မလေးရဲ့အကိုကအိမ်နီးချင်းအိမ်ကိုရောက်လာပြီးမတော်တဆလျှို့ဝှက်စားကြည့်ကန်တကားကိုဖွင့်မိတာကနေအထဲမှာပိတ်မိနေတဲ့ညီမဖက်သူနဲ့မင်းသားကိုတွေ့သွားပြီးကဲထုတ်နိုင်ခဲ့ပါတယ်သူမအိမ်ပြန်ရောက်တော့အမေဖက်သူကစိတ်ပူပြီးပောက်ကွဲနေပါတယ်သမီးပြောက်နေတာကိုငါကဘလို့လုပ်အိမ်နိုင်မှာလဲဆိုပြီးသူမကိုပဲအပြစ်တင်နေပါတော့တယ်မင်းသားကလည်းအဖွဲသားတွေစီပြန်ရောက်တဲ့အခါငါအခန်းမှာပိတ်မိနေတာကိုမင်းတို့တွေကတယောက်မှလာမရှာဘူးလားဆိုပြီးစိတ်ကောက်ပြားနေပါတယ်ဇလိုက်မလေးကတော့သူမရဲ့ငယ်တငယ်ချင်းကိုမမှတ်မိခဲ့တာကြောင့်ကိုအပြစ်တင်နေပြီလို့သူကဘာလို့ဆွဲကြိုးကိုယူသွားတာလဲဆိုတာကိုလေစဉ်းစားမရဖြစ်နေပါတယ်သူမကတငယ်ချင်းကိုမင်းသားကတကယ်တော့ငါရဲ့ငယ်တငယ်ချင်းချမ်းဖြစ်နေတာလို့ပြောပြပါတယ်တငယ်ချင်းကကဘာကျော်ကျေပွင့်တယောက်ကနင်းတငယ်ချင်းဖြစ်နေတာနင်းတကယ်ကံကောင်းတာပဲလို့အားပေးပါတယ်အဲ့ဒီအချိန်မှာပဲမင်းသားရှိကအိမ်လာပြီးတန်ရှင်းရေးလို့ဖို့စားရောက်လာပါတယ်သူမရောက်သွားတဲ့အခါမင်းသားကခဏလောက်စကားပြောရအောင်လို့ခေါ်ပါတယ်သူမငါရဲ့ငယ်တငယ်ချင်းမှန်းတည်သွားပြီလို့ပြောပြပြီးသူကငါဘဒူးမှန်းတည်ရဖြစ်နေငါအပေါ်ဘာလို့ဒီလောက်ရိုင်းရိုင်းဆန်းဆန်းဆက်ဆံခဲ့တာလဲလို့ရင်ဖွင့်နေပါတယ်ငငယ်တော့သူတို့အရန်ရင်းနှီးခဲ့ကြတာသူထွက်သွားတော့ကသူမအများကြီးငိုခဲ့ရတာနဲ့ငငယ်တော့သူတို့လက်ထမယ်လို့ကြိပေးခဲ့တာပါပြန်ပြောပြနေမိပါတယ်မင်းသားကလည်းသူတို့ငငယ်တုန်းကလို့ပြန်ရင်းနှီးကြရအောင်လို့အားပေးပါတယ်အဲ့ဒီနောက်ဇက်လိုက်မလေးကမင်းသားကိုဘာလို့ဆွဲကြိုးကိုယူသွားတာလဲလို့မေးပါတယ်သူမစီမှာဘလို့လုပ်ရှိနေတာလဲလို့သူကပြန်မေးတဲ့အခါသူမကရှင်ထွက်သွားတော့ကကျမနေ့တိုင်းငိုနေလို့ရှင်အဖိုးကဒီဆွဲကြိုးကိုပေးခဲ့တာဒီဆွဲကြိုးကိုတိတ်ထားရင်တနေ့မှရှင်ပြန်လာလိုက်မယ်လို့အဖိုးကပြောခဲ့တယ်လို့ရှင်ပြောလာတယ်မင်းသားကတော့အခြေအနေတွေအားလုံးကောင်းသွားတဲ့အခါဒီဆွဲကြိုးကိုနှိမ့်စီပြန်ပေးပါမယ်လို့ကြိပေးပြီးခတတိတ်ထားလိုက်ပါတယ်အဲ့ဒီအချိန်မှာလေဇက်လိုက်မလေးရဲ့ရီစားဟောင်းချွိုင်စီကဖုံးလာပါတယ်မင်းသားကဖုံးကိုလူယူပြီးငါကသူ့ရဲ့ရီစားပဲနောက်ခါဖုံးမဆက်နဲ့လို့ပြောပြီးဖုံးချပစ်လိုက်ပါတယ်အဲ့ဒီနောက်မင်းသားကဟိုလူကနင်းရဲ့အချစ်ဦးမဟုတ်ဘူးနေငငယ်ကချစ်တယ်လို့ဖွင့်ပြောခဲ့တာငါ့ကိုလေလို့ပြောပြီးသူမကိုဒိတ်ဖုံးကမ်းလှမ်းလိုက်ပါတယ်ဒါကိုအနာကနေချောင်းကျနေတဲ့ DO ကမြင်သွားပြီးစိတ်မကောင်းဖြစ်သွားပါတယ်DO ကကြားဖြတ်နှံ့ဆက်ဖို့ပြင်းနေတော့မှာပဲသူတို့အဖွဲ့ရဲ့ခေါင်းဆောင် C စေယုံကနေပျောက်သွားတယ်ဆိုတဲ့ဖုံးဝင်လာပါတယ်ခေါင်းဆောင်ကသူ့ရဲ့ကျမ်းမာရေးအခြေအနေနဲ့ပတ်သက်ပြီးဆီယာဝင်တွေပြောနေတာကိုကြားဖြတ်နားထောင်မိတာကနေထွက်ပြေးသွားတာဖြစ်လို့အားလုံးကစိုးရိမ်တကြီးလိုက်ရှာကြပါတယ်ဇက်လိုက်မလီကတော့ဒိတ်ရမယ့်ကိစ္စအတွက်ရင်ခွန်နေပါတယ်မင်းသားကဘယ်အချိန်ဘယ်နေရာဆိုတာမပြောခဲ့လို့သူမအစာပို့ဖို့လုပ်ပေမဲ့ပြန်ဖြတ်လိုက်ပါတယ်တငယ်ချင်းကနင်းသွားခြင်းတဲ့နေရာကိုပဲပြောလိုက်လေလို့အကြံပေးတဲ့ကြောင့်သူတို့ငငယ်ကစုံခဲ့ကြတဲ့ပန်းချက်လေးမှာစုံဖို့ဆုံးဖြတ်လိုက်ပါတယ်အဖွဲ့သားတွေကတော့ခေါင်းဆောင်ကိုလိုက်ရှာနေကြရင်မင်းသားကသူ့ဖုန်းကိုအိမ်မှာမိချန်ခဲ့ပါတယ်ဇက်လိုက်မလေးစီကစာဝင်လာတဲ့အခါမှာတော့သူတို့ရဲ့မန်နေဂျာကမင်းသားရဲ့ဖုန်းကိုတင်ထားလိုက်ပြီးတခုခုဆိုရင်သူ့စီဖုန်းဆက်ဖို့ပဲမှာထားပါတော့တယ်မင်းသားဟာသူတို့အဖွဲ့ခေါင်းဆောင်စီဒီလိုဖြစ်သွားတာသူ့ကြောင့်လို့ဆိုပြီးကိုအပြစ်တင်နေမိတယ်လို့အဖွဲ့သားအားလုံးလည်းစိုးရိမ်တကြီးနဲ့တညလုံးစောင့်နေကြပါတယ်နောက်ဆုံးမှာတော့ခေါင်းဆောင်ရှိတဲ့နေရာကိုတိလိုက်ပြီးမင်းသားကသူ့စီတွားရောက်တောင်းပန်ပါတယ်ခေါင်းဆောင်လည်းသူ့ကိုခွင့်လွှတ်လိုက်ပါတယ်ဒါပေမဲ့ခေါင်းဆောင်ရဲ့ခြေထောက်ကပြန်မကောင်းလာရင်အဖွဲ့မှာဆက်မနေနိုင်တော့မှာကိုအားလုံးကစိုးရိမ်နေကြပါတယ်မင်းသားကတော့ခေါင်းဆောင်မပိုင်ငါတို့လည်းစင်ပေါ်မတက်ဘူးလို့ပြောပြီးအဖွဲ့သားအားလုံးခေါင်းဆောင်ကိုဝိုင်းဝန်းအားပေးကြပါတယ်တစ်ဖက်မှာတော့ဇက်လိုက်မလေးကပန်းကြံထဲမှာချိန်ထားတဲ့အတိုင်းဒိတ်ဖို့အတွက်အကြာကြီးစောင့်နေကြပါတယ်မင်းသားကတော့ပင်ပန်းပြီးအိပ်ပျော်နေတာကြောင့်သူမစီကစားတွေကိုမမြင်ပါဘူးအဲ့ဒီအချိန်မှာအဖွဲ့ဝင်တဦးဆိုတဲ့ဒီယိုလွတ်ယူဆရသူကစားကိုမြင်သွားပြီးမင်းသားအစားသူပဲသွားတွေ့လိုက်ရမလားလို့တွေးမိပေမဲ့နောက်ဆုံးမှာတော့သူမအေးခဲမနေအောင်ပဲသွားခေါ်ဖို့ဆုံးဖြတ်လိုက်ပါတယ်ဇက်လိုက်မလေးကတော့သူတမင်တကာပစ်ထားခဲ့တာမဟုတ်ဘူးတခုခုအရေးကြီးတာဖြစ်နေလို့ပါလို့မင်းသားပေါ်ယုံကြည်ချက်အပြည့်နဲ့ဆက်ဆောင်နေပါတယ်မင်းသားနိုးလာတဲ့အခါမှာတော့ဇက်လိုက်မလေးပန်းကြံမှာစောင့်နေတဲ့အကြောင်းသိသွားပါတယ်သူဟာအချစ်နဲ့တငယ်ချင်းအဖွဲ့သားတွေကြားမှာရွေးချယ်ရခတ်နေပေမဲ့နောက်ဆုံးမှာတော့အဖွဲ့သားတွေအတွက်သူ့ရဲ့ပိုးကူရေးပျော့ရွှင်မှုကိုဆက်သေးပြလိုက်ပါတယ်သူပြန်လာတာကိုမြင်တော့ဇက်လိုက်မလေးကအယမ်းဝမ်းသာသွားပါတယ်ဒါပေမဲ့သူတို့အဖွဲ့ဟာနဲလွယ်ဖျော်ပြေးတွေအတွက်အိမ်ကနေချက်ချီထွက်ခွာရတော့မှာပါဒါကြောင့်မင်းသားကဇက်လိုက်မလေးကို
သူ့ရဲ့ခံစားချက်တွေကိုဖွင့်ပြောလိုက်ပါတယ်ငါနင့်ကိုငငယ်ကနေချစ်ခဲ့တာဒါပေမဲ့ဖွင့်ပြောဖို့တတိမရှိခဲ့ဘူးနင့်အကိုရိုင်းရိုင်းဆိုင်ဆိုင်ဆက်ဆံခဲ့တာတွေကိုလည်းတောင်းပန်ပါတယ်ပြီးတော့အခုကစပြီးနင့်ဒီအိမ်ကိုလာစရာမလိုတော့ဘူးနင့်ကိုအလုပ်ထုတ်လိုက်ပြီလို့ပြောပြီးအဖွဲ့သားတွေနဲ့အတူပစ္စည်းတွေတိမ်ကထွက်ခွာပါတော့တယ်ဇလိုက်မလေးအိမ်ပြန်ရောက်တဲ့အခါမှာသူတို့ထွက်သွားကြပြီမယ်တီးလိုက်တော့ဝမ်းနေသွားပြီမယ်မင်းသားခြံထားခဲ့တဲ့ဆွဲကြိုးလေးနဲ့စားတို့လေးကိုတွေ့လိုက်ပါတယ်အဲ့ဒီစားထဲမှာဒီဆွဲကြိုးကိုတေးသေးချာချာတိမ့်ထားပေးပါငါနင့်စီကိုတေချာပေါ့ပြန်လာခဲ့မယ်ပြန်လာရင်နင့်ကိုလက်ထပ်မယ်လို့ဂရီပေးထားပါတယ်အချိန်6လကြာသွားတဲ့အထိသူတို့စီကဘာသတင်းမှမကြားရတာကြောင့်ဇလိုက်မလေးကစိတ်မကောင်းဖြစ်ရပါတယ်အမေကသူမကိုတန်ရှင်းရေးတော်လို့ဖို့ထက်ခိုင်းတာကြောင့်သူမကစာမေးခွန်းရှိတယ်လို့ညင်းပေမဲ့နောက်ဆုံးမှာတော့တွားလို့ပေးရပြန်ပါတယ်သူမအိမ်ထဲဝင်သွားတဲ့အခါအစားအစာတွေအများကြီးကိုတွေ့ပြီးလွန်ခဲ့တဲ့တခါတည်းလိုပဲအစာတွေနေပြီးမွန်းကျက်လာပါတယ်အဲ့ဒီအချိန်မှာတယောက်ကသူမကိုရေတိုက်လိုက်ပါတယ်သူမမောက်ကြည့်တဲ့အခါမှာတော့အရှိအိမ်ကိုပြန်ပြောင်းသွားတာတွေကသူမအချစ်ဆုံးဝိုင်းပန်းအခွက်ဝင်တွေဖြစ်ပြီးမင်းသားကသူ့ရဲ့ဂရိအတိုင်းသူမစီကိုပြန်လာခဲ့တာပဲဖြစ်ပါတယ် ဇလန်းလေးကိုဒီမှာပဲအဆုံးတက်လိုက်တော့မယ်နောက်ထပ်ဇလန်းများနားထောင်ချင်ပါက like and ပေါင်းလေးနှုတ်ခက်ပေးပါအောင်ခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်